ဟုတ်ကဲ့ပါပထမဆုံးအနေနဲ့ဆွေးနွေးပေးစီချင်တာပေါ့နော်ဒီအကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်ကအခုဆိုရင်အိန္ဒိယကိုသွားတယ်တရုတ်ကိုသွားတယ်ပြီးတော့လာအိုလည်းသွားခဲ့တယ်ပြီးတော့ရုရှားကိုကြတော့ပေါ့နော်အာဆီယံကလက်မှတ်ခံတဲ့အတွက်မသွားခဲ့ရဘူးဆိုတော့လက်ရှိအချိန်အထိမှာကမင်းအောင်လှိုင်ရဲ့အစိုးရအမိခံအကြမ်းဖက်စစ်တပ်ကိုအချို့နိုင်ငံတွေကလက်မှတ်ခံမင်းနဲ့ငင်းဆန်နေကြတယ်ဖြစ်တယ်ပြီးတော့တောင်းဆိုချက်တွေအချို့နဲ့ကိုလက်ခံလိုက်တဲ့နိုင်ငံတွေလည်းရှိလာတဲ့သဘောလည်းတွေ့ရပါတယ်အဲ့တော့အတူရောင်ရွေးကောက်ပွဲပြီးဒီအခင်းကျင်းရဆိုလို့ရှိရင်နိုင်ငံတကာအရေးမှာဒီမင်းအောင်လှိုင်တို့ဘက်ကနေပြီးတော့အားသာသွားပြီဆိုပြီးတော့တုံ့သက်နေကြအောင်လည်းတွေ့ရတော့ဒီအခြေအနေနဲ့ပတ်သက်ပြီးပထမဆုံးအနေနဲ့ဒါဝင်ကြီးကိုဆွေးနွေးပေးဖို့ပြောချင်ပါတယ်ရှင်ဟုတ်ကဲ့အခုလို PVTV ရဲ့တော်လှန်ပြည်သူအတန်ကနေဖိတ်ကြားတဲ့အတွက်ကျေးဇူးတင်တယ်လို့ကျွန်တော်ပထမအဆုံးပြောချင်ပါတယ်ပြီးတော့ဒီမိခွန်းလေးတွေမေးပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ဆရာမမေးတဲ့မိခွန်းကတော်တော်လေးအကြီးကြီးတဲ့မိခွန်းဖြစ်ပါတယ်မင်းအွန်လိုင်းနဲ့အကြံဖက်စစ်ကောင်စီတွေကတရားမဝင်တဲ့ရွေးကောက်ပွဲကျင်းပပြီးတော့တရားမဝင်တဲ့အစိုးရကိုသူတို့ဖွဲ့စည်းနေပါတယ်ခုလိုနိုင်ငံတကာတွေသွားနေတာကိုကျွန်တော်တို့ကြည့်ချင်းအပြင်တချို့တွေမြင်မှာပေါ့နော်ဒါသူတို့ဖက်ကများသာစီရနေပြီလားဆိုတဲ့ဟာပြောကြတဲ့တွေလည်းကြားနေရပါတယ်ဒါပေမဲ့ဒီချက်လက်တွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့တကယ်အစစ်အမှန်တွေကဘာဖြစ်နေတယ်လဲဆိုတာပြည်သူလူထုကိုကျွန်တော်တင်ပြချင်ပါတယ်နံပါတ်1နေနဲ့မင်းအွန်လိုင်းကအိန္ဒိယကိုသွားတယ်အိန္ဒိယကိုသွားတဲ့ချိန်မှာအိန္ဒိယဆိုရကသူ့ကို state visit ဆိုတဲ့နိုင်ငံတော်ရဲ့ခရီးစဉ်တစ်ခုဖြစ်နေတိမှတ်မပြောပေးနဲ့တာမန်ခရီးစဉ်တစ်ခုလိုလက်ခံတာကိုကျွန်တော်တို့တွေ့ရတယ်တရုတ်ကလည်းလက်ခံတယ်ဒါမဲ့ဒီနှစ်ခုစလုံးပေါ်မှာသူတို့တုံ့ပြန်ချက်ကိုကျွန်တော်တို့အသေးချာကြည့်ဖို့လိုပါတယ်တရုတ်ကဘာပြောလဲဆိုတော့မြောင်းလှိုင်ကိုတိုင်းပြည်တည်ငြိမ်ကြီးနဲ့ဒေသတည်ငြိမ်ကြီးကိုအရင်လောက်ပါပြီးလို့ရှိရင်လူထုရဲ့ထောက်ခံမှုရအောင်လုပ်ပါဆိုတာပြောတာရှိပါတယ်ဆိုတော့ဒီချိန်ဒီကာလမှာမင်းအွန်လိုင်းက2021ကတည်းကဒီနေ့ထိပေါ့နော်ကြံဖက်တွေလုံနေတယ်တိုင်းပြည်တည်ငြိမ်အောင်ဘလို့မှလုံနိုင်မှာမဟုတ်ဘူးဒေတာတည်ငြိမ်ရေးလည်းသူလုံနိုင်မှာမဟုတ်ဘူးပြည်သူလူထုတရားလုံးရတော်လှန်တဲ့အတန်ကပူပြီးတော့ကြေလာတယ်တော်လှန်ရေးကပူပြီးတော့ဆင်ပြင်းလာတယ်ပြီးတော့အိန္ဒိယဖက်ကိုတစ်ချက်ကြည့်အောင်ဇူလိုင်လ19ရက်နေ့ပေါ့နော်ဇူလိုင်လ19ရက်နေ့မှာUN Special Envoy Julie Bishop ကနေပြီးတော့တင်ပြတဲ့နေ့မှာပဲအိန္ဒိယတမန်ကြီးကလည်းပြောတယ်အဲ့ဒီအိန္ဒိယတမန်ကြီးပြောတဲ့ထဲကဘာတွေပါတယ်လဲဆိုတော့အကြံဖက်ကိုရပ်တန့်ပါပြီးတော့humanitarian aid ပေါ့ပြည်သူလူထုရဲ့စာနာထုတ်ထားမှုအကူအညီတွေပေးပါပြီးတော့အားလုံးပါဝင်တဲ့ဆွေးနွေးပွဲတွေလုပ်ပါ ASEAN 5-point consensus တိုင်းလုပ်ပါဆိုတဲ့ဟာတွေပါတယ်ဆိုတော့ဒါတွေကိုကြည့်ချင်းအပြင်သူတို့အနေနဲ့မင်းအွန်လိုင်းကိုအတလူကြီးထုတ်ခံနေတာမဟုတ်ဘူးအိန္ဒိယအနေနဲ့ ASEAN position ပေါ်မှာရပ်တည်တယ်ဆိုတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်ဆိုတော့ဒီမှာကျွန်တော်တို့အနေနဲ့အရေးကြီးတဲ့ချက်တစ်ချက်ကအကြံဖက်ကိုရပ်တန့်ပါဆိုတဲ့စကားအကြံဖက်ကိုရပ်တန့်ပါဆိုတဲ့စကားကိုကျွန်တော်တို့နားထောင်တဲ့အခါမှာအခုမင်းအွန်လိုင်းရဲ့ရပ်ပေါင်း100စီမံကိန်းပေါ့နော်အဲ့ဒီမှာ April လ20ရက်နေ့ကနေဇွန်လ30ရက်နေ့တွင်မှာမင်းအွန်လိုင်းနဲ့သူ့ရဲ့တရားမဝင်ဆိုရကနေပြီးတော့လူခွင့်ကြီးချုပ်ဖောက်မှု1045ခုချုပ်ဖောက်ခဲ့တာတွေ့ရပါတယ်ပြီးတော့အစုလိုက်အပြုံလိုက်တပ်ဖြတ်မှုကအကြိမ်20ရှိပါတယ်အဲ့ဒီမှာလူဦးရေ162ဦးတည်ဆုံးတာကိုကျွန်တော်တို့တွေ့ရပါတယ်ပြီးတော့လေကြောင်းတိုက်ခိုက်မှုအကြိမ်က1140ခုကြိမ်ဒီရပောင်းတရားတွင်မှာလုပ်ခဲ့ပါတယ်အဲ့ဒီမှာလူတည်ဆုံးမှုက2090ဦးဖြစ်တယ်ဒဏ်ရာရသူက430ဦးဖြစ်တယ်ဒီလေကြောင်းတိုက်ခိုက်မှုကြောင့်ပေါ့လေလူနေအင်ချီ600ပျက်စီးတယ်ကျောင်းက22ကျောင်းပျက်စီးတယ်ဆေးရုံ9ခုပျက်စီးတယ်ဘာသာရေးအဆောက်အဦ30ပျက်စီးတာကိုကျွန်တော်တို့တွေ့ရပါတယ်ဆိုတော့လူတိုင်းပြည်ကိုဖျက်ဆီးနေတဲ့အစိုးရကိုဒါအကြမ်းဖက်မှုကိုလုပ်နေတဲ့ဟာနိုင်ငံတကာလက်ခံမလားအဲ့ဒါလက်ခံမလားဆိုတဲ့ပုံမှာကျွန်တော်တို့ကမ္ဘာကုလသမဂ္ဂရဲ့ special envoy ပြောတဲ့စကားကိုကျွန်တော်တို့တစ်ချက်နားထောင်ရအောင်ဒါအကြီးကြီးတယ်ဂျူလီဘီဆော့ပါဇွန်လ19ရက်နေ့မှာပြောတာဖြစ်ပါတယ်ဆိုတော့ဂျူလီဘီဆော့ပါနံပါတ်1ကဘာပြောလဲဆိုတော့မြန်မာနိုင်ငံဟာတဲ့ global epicenter for cyber crime cyber ပြစ်မှုမှာပေါ့နော်ဘာခေါ်မလဲကဘာရဲ့ဘ ਹੁ ချက်မှာဖြစ်လာတယ်နိုင်ငံတကာ
ပြီးတော့ကဘာကြီးကိုပေါ့လေအမူရစ်စဝါနဲ့ amphetamine ကို supply လုပ်နေတဲ့နိုင်ငံကြီးဖြစ်လာတယ်ပြီးလို့ရှိရင် transnational crime ရဲ့ center ကြီးဖြစ်လာတယ်ပြီးတော့လက်မိုင်းအများဆုံးပုတ်ကွေးတဲ့နေရာဖြစ်ပါတယ်2025မှာဆိုရင်မြန်မာနိုင်ငံမှာကလေးငယ်အသေးအဆုံးအသေးအပြုတ်အများဆုံးနှစ်ဖြစ်တယ်ဆိုတာသူပြောပါတယ်ဒါအကြောင်းရင်းတွေတော့ကျွန်တော်သိစိတ်မပြောတော့ပါဘူးပြီးလို့ရှိရင်သူဘာဆက်ပြောလဲဆိုတော့ကဘာမှာငတ်မှုခွန်ပါမှုအကြီးမားဆုံးနိုင်ငံ6နိုင်ငံထဲမှာမြန်မာနိုင်ငံပါလာပါပြီတဲ့ပြီးလို့ရှိရင်ဒီမှာ internally ပြည်တွင်းရွှေ့ပြောင်းတဲ့ IDP တွေက3.7 million 3 တန်းနဲ့3.9 တန်းရှိတယ်ပြီးတော့နေဆက်ဖြစ်ကိုပြီးတော့မှပြီးဒုက္ခတွေတွေက1.2 တန်းရှိတယ်ဆိုပြီးတော့ပြောတယ်ဆိုတော့ဂျူလီဘီဆော့ဆိုတာကဘာကူလာတမိုက်ကရ special envoy ဖြစ်တယ်ဖိုင်းစင်ပြီးတော့ပြောမယ်ဆိုရင်ရခင်ကဘောလေနဝတနာကဖက်ခဲ့တော့ special envoy ရာဇာလီတို့ကမ်ဘာရီတို့ရှိတယ်ဆိုတဲ့ဟာမျိုးရှိခဲ့ဘူးတယ်သူတို့ပြောဆိုနေတာနဲ့ဂျူလီဘီဆော့ပြောနေတာဟာနိုင်စီမယ်ဆိုရင်မူးနေမယ်လို့ပြောတယ်အဲ့ဒီကာလာတော့ကဒီအစိုးရကဘာကြီးရဲ့ပြဿနာကောင်းကြီးဆိုပြီးတော့ပေါ်ပြတာမျိုးမရှိဘူးအခုကတော့ဂျူလီဘီဆော့ပြောတာကဘာကြီးကလက်ခံလို့မတင်တော့တဲ့အစိုးရဖြစ်တယ်ကဘာကြီးကိုဒုက္ခပေးတဲ့ပြဿနာပေါင်းများစွာဖန်တီးတဲ့အစိုးရဖြစ်တယ်ဆိုတဲ့ UN Special Envoy ကိုနားထောင်ခြင်းအပြင်မင်းအွန်လိုင်းနဲ့အကြမ်းဖက်စစ်ဆိုရတရားမဝင်ဆိုရကနိုင်ငံတကာကူစားပြုတ်မှလည်းမဟုတ်ဘူးကူစားပြုတ်နိုင်မှလည်းမဟုတ်ဘူးလက်ခံမှလည်းမဟုတ်ဘူးဆိုတာသိကြတယ်ထို့အတွက်ကြောင့်ပြည်သူလူထုတရားလုံးတွေနဲ့မင်းအွန်လိုင်းတလူခရီးသွားလိုက်လို့သူနိုင်ပြီဆိုတော့လုံးဝအထင်မမှတ်စေချင်ဘူးကျွန်တော်တို့ပြည်သူဘက်ကဆက်ပြီးတော့နိုင်နေပါတယ်ဆက်ပြီးတော့စူးစမ်းဖို့လိုတယ်ပြီးတော့ကျွန်တော်ပြောချင်ပါတယ်ဟုတ်ကဲ့ပါဝင်းကြီး